မင်္ဂလာပါအခုဗီဒီယိုကဆရာကိုအကြံဉာဏ်တောင်းရင်ဘယ်လိုစကားမျိုးသုံးလို့မှလဲဆိုတာပါ6番先生に勉強の相談をします。最初に何と言えばいいですか？ 1、先生、ご相談なさってくださいませんか？ 2、先生、相談していただけないでしょうか？ 3、先生、ご相談したいことがあるんですが。先生に勉強の相談をします。最初に何と言えばいいですか？ ဆရာစီမှာတိုင်ပင်ဆွေးနွေးအကြံဉာဏ်တောင်းချင်ပါတယ်အစပိုင်းမှာဘယ်လိုပြောရင်ကောင်းမလဲ 1、先生、ご相談なさってくださいませんか？ အခုပေးထားတဲ့အခြေအနေကကိုကဆရာကိုတိုင်ပင်ချင်တာဖြစ်ပါတယ်ဆရာဘက်ကနေကျွန်တော်ကိုလာပြီးအကြံဉာဏ်တောင်းပါဦးဆွေးနွေးပေးပါဦးလို့ပြောတယ်လို့ဖြစ်နေလို့လုံးဝမှားပါတယ် 2、先生、相談していただけないでしょうか？ အခုပေးထားတဲ့အခြေအနေကဆရာကိုတိုင်ပင်ချင်တာဖြစ်ပါတယ်မြန်မာလိုတွေးရင်တော့ဆရာအကြံဉာဏ်ပေးလို့မရဘူးလားဆိုပြီးမှန်တယ်လို့ရှိပေမဲ့ဂျပန်စာမှာဆိုဒန်ဆူယူဆိုတာအကြံဉာဏ်တောင်းခံတာတိုင်ပင်တာဖြစ်ပါတယ်တဲအီတခဲနိုင်တဲ့ရှော့ကားကတစ်ဖက်လူကိုလုပ်ပေးစေချင်တာမို့လို့ဆရာဘက်ကနေကျွန်တော်ကိုအကြံဉာဏ်လာတောင်းပေးပါဆိုတဲ့အတိတ်ပဲဖြစ်သွားပြန်လို့နံပါတ်2ကလည်းမှားပါတယ်တဲဆရာဘက်ကနေကျွန်တော်ကိုလာပြီးအကြံဉာဏ်တောင်းပါဦးဆွေးနွေးပေးပါဦးလို့ပြောတယ်လို့ဖြစ်နေလို့လုံးဝမှားပါတယ် 3、先生、ご相談したいことがあるんですが。ဒီနေရာမှာကော်ဆိုဒန်ရှိတိုင်းရဲ့အတိတ်ပဲကကျွန်တော်ဘက်ကတိုင်ပင်ချင်တာလေးရှိလို့ပါဆိုပြီးကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုအရင်ကြီးဆုံးသုံးလုံးထားတာဖြစ်ပါတယ်ဆရာအခန်းထဲဝင်ချင်းဆရာဆွေးနွေးစရာလေးရှိလို့ပါခင်ဗျာလို့စကားစတင်ဖို့အတွက်အကိုက်ညီဆုံးအသုံးနှုန်းမှုအဖြေမှန်ကနံပါတ်3ဖြစ်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာတော့အလုပ်စောစောဆင်းဖို့ဘယ်လိုစကားမျိုးပြောရမလဲဆိုတာပါအတူတူလေ့လာကြရအောင်ကျေးဇူးတင်ပါတယ်